ဇလန်အစမှာဇလိုက်နဲ့ဦးရဲ့ဘဝတွေကိုခြားနားစွာမြင်တွေ့ရမှာပါတစ်ဖက်မှာတော့ပါရီမာဆိုတဲ့ကျောင်းဆရာဘတူဟာသူမရဲ့ခင်ပွန်းဘီနေနဲ့စစ်ဆက်ခွဲသားလေး Truth တို့နဲ့အတူရိုးရှင်းပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်သူမရဲ့မျက်နှာမှာအမြဲတမ်းအပြုံးပန်းနေဝီစာနေပြီးဘဝကိုအကောင်းမြင်စိတ်နဲ့ဖြတ်သန်းနေသူတူပါဒါပေမဲ့အခြားတစ်ဖက်မှာတော့ရဲအရာရှိကတက်ဟာကြီးမားတဲ့နောင်တတရားတွေနဲ့ညီရက်တွေကိုဖြတ်သန်းနေရပါတယ်သူ့ရဲ့ဇနီးချစ်သူကာဗီရီဟာစီးရုံမှာရပောင်းများစွာသူ့ကိုစောင့်ဆိုင်နေခဲ့ပြီးမှနောက်ဆုံးမှဆုံးပါသွားခဲ့ရချိန်မှာသူဟာတာဝန်ခရီးထွက်နေခဲ့ရတာကြောင့်ပါဒီဝမ်းနဲ့ဖွဲ့အဖြစ်အပျက်ဟာကာတစ်ရဲ့စိတ်နှလုံးကိုနှက်ဆိုင်စွာထိခိုက်စေခဲ့ပြီးနောက်တွင်သူ့ရဲ့ဘဝလမ်းကြောင်းကိုလုံးဝပြောင်းလဲစေမယ့်အစာပြိုးတစ်ခုဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ဇလန်ရဲ့အထူးအလှည့်အပြောင်းတစ်ခုကတော့ပါရီမှာကျောင်းကနေအိမ်အပြန်လမ်းမှာစတင်ခဲ့ပါတယ်ညနောက်ပိုင်းကျောင်းနှုတ်ဆက်ပွဲကနေအိမ်ကိုပြန်လာတဲ့လမ်းမှာသူမကိုအဖြူရောင် SUV ကားပေါ်ကနေလူစုံ9ဦးကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ထို့နောက်သူမကိုရက်ဆက်ချမ်းကျုပ်စွာအထင်မှပြုကျင်ခဲ့ကြပြီးတိတ်ပြီးအထင်နဲ့ရထားလမ်းပေါ်မှာပြစ်ထားခဲ့ကြပါတယ်ဒီမြင်ကွင်းဟာကြည့်ရှုသူတိုင်းရဲ့ရင်ကိုထိတ်လန့်တုန်လှုပ်စေခဲ့မှာအမှန်ပါပဲဒါပေမဲ့ပါရီမာဟာအံ့ဖွယ်နည်းနဲ့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်သူမရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်မှာနှက်ဆိုင်တဲ့ထိုင်ရပြီးရရှိခဲ့ပြီးမြဲသူမဟာတရားမျှတမှုအတွက်ရည်တည်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီအချိန်ကစပြီးသူမရဲ့ဘဝဟာလုံးဝပြောင်းလဲသွားခဲ့ပြီးနာကျင်ဖွယ်ရပြန်လေထူထောင်ရင်းနဲ့တရားမျှတမှုအတွက်ခရီးရှိကြီးကိုစတင်ခဲ့ရတော့ပါတော့ရင်းများစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပြီးမြဲတရားခံတွေဟာတောစာအာဏာရှိသူတွေနောက်ကွယ်မှာကြိုးကိုင်လူတွေရှိနေတယ်ဆိုတာမကြခင်ပါပဲရှင်းရှင်းလင်းလင်းဖြစ်လာပါတယ်ကာတစ်နဲ့သူ့ရဲ့တငယ်ချင်းတရားလူရှိနေရာဗီတို့ဟာဥပဒေပေါင်းအတွင်းကနေတရားမျှတမှုကိုရှာဖွေဖို့အစွမ်းကုန်ကြိုးပမ်းခဲ့ကြပါတယ်ဒါပေမဲ့သူတို့စူးစမ်းလေတရားဥပဒေစနစ်ရဲ့ပျက်စီးယိုယွင်းမှုတွေကိုပိုပြီးမြင်တွေ့လာရလိမ့်ပါပဲတပ်တွေအထောက်အထားတွေကိုဖျောက်ဖျက်ခံရတယ် CCTV မှတ်တမ်းတွေဟာနီးပညာချို့ယွင်းမှုဆိုတဲ့အကြောင်းပြချက်နဲ့ပျောက်ဆုံးသွားတယ် DNA နမူနာတွေကိုတောင်ဓာတ်ခွဲခန်းမှာလေးလဲခဲ့ကြပါတယ်ဒီလိုနဲ့တရားခံတွေဖြစ်ကြတဲ့ဘန်တီနဲ့နစ်ကာအပါအဝင်ဂိုင်းသားတွေဟာဥပဒေရဲ့လက်ကနေလွတ်မြောက်ဖို့နီးလန်းမျိုးစုံနဲ့ကြိုးပမ်းခဲ့ကြပါတယ်တရားရုံးမှာတော့အခြေအနေကပိုပြီးဆိုးရွားလာခဲ့ပါတယ်ကာကွယ်ရေးရှင်နာဗီရာတန်ဟာပါရီမာရဲ့စိတ်တိုင်ရနဲ့မှတ်ညံချို့ယွင်းမှုတွေကိုအခွင့်ကောင်းယူပြီးသူမကိုအရှက်ရစီဖို့ကြမ်းတမ်းတဲ့မိခွန်းတွေနဲ့ဆွဆွဲခဲ့ပါတယ်ပါရီမာဟာတရားရုံးမှာစိတ်ထိခိုက်ပြီးပြိုလဲသွားခဲ့ရတဲ့မြင်ကွင်းဟာကြည့်ရှုသူတိုင်းကိုရင်နာစေခဲ့မှာပါဒါဟာပထမပြုကျင့်ခံရသူတွေမကြာခဏကြုံတွေ့ရတတ်တဲ့ဒုတိယအကြိမ်ထိခိုက်နေတာမှုကိုမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်ဥပဒေကရာဇဝတ်သားတွေကိုအပြစ်ပေးနိုင်ခြင်းမရှိတဲ့အတွက်စိတ်ပြအားငယ်လာတဲ့ကာတစ်ဟာနောက်ဆုံးမှာတော့ကိုယ်တိုင်တရားစီရင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူဟာဥပဒေရဲ့လက်ကနေလွတ်မြောက်နေတဲ့ပထမပြုကျင့်သူတွေကိုလိုက်လံရှာဖွေပြီးတပ်ဖြတ်တဲ့ထီလူသားချက်ထရီမန်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်သူ့ရဲ့လုပ်ရက်တွေကြောင့်တနိုင်ငံလုံးမှာအငြင်းပွားမှုတွေကြီးကြီးမားမားဖြစ်ပေါ်ခဲ့ပါတယ်ပြည်သူတွေကသူ့ကိုသူ့ရဲကောင်အဖြစ်ချီးကျူးခဲ့ကြပြီးမြဲရဲဌာနကတော့သူ့ကိုဖမ်းဆီးဖို့ဖိအားပေးခံခဲ့ရပါတယ်ဒီလိုနဲ့ဇလန်ရဲ့အထွတ်အထိပ်ကိုရောက်လာချိန်မှာတော့ရာဗီဟာကာတစ်ရဲ့လှုပ်ဝက်ချက်ကိုသိရှိသွားခဲ့ပါတယ်သူမကကာတစ်ရဲ့ကိုယ်တိုင်တရားစီရင်မှုဟာသူတို့နှစ်ဦးလုံးရှာဖွေနေတဲ့တရားမျှတမှုကိုထိခိုက်ကြောင်းပြောဆိုခဲ့ပါတယ်ဒါပေမဲ့ကာတစ်ကတော့သူ့မှာအခြားရွေးချယ်စရာမရှိဘူးလို့ခန်းစားခဲ့ရပါတယ်သူ့ရဲ့ဇနီးကာဗီရီဆုံးပါသွားခြင်းကြောင့်ခန်းစားခဲ့ရတဲ့နောက်တရားတွေကသူ့ကိုထီလူသားအဖြစ်ဆက်လက်ရည်တည်စေခဲ့တာပါဒါပေမဲ့တရားရေးကိစ္စမှာမမျှော်လင့်တဲ့အလှည့်အပြောင်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်တရားခံတို့ရဲ့သမီးငယ်လေးဟာသူမရဲ့ဖခင်ဟာရာဇဝတ်မှုပြုလုပ်တဲ့ညမှာသူ့ရဲ့ဆုံးနေတဲ့ဝိစာတွေကိုမိရှုခဲ့ကြောင်းရေးရေးကိုထွက်ဆိုခဲ့ပါတယ်ဒီကလေးငယ်လေးရဲ့ရေးရေးတွေထွက်ဆိုကြဟာအပြစ်ကင်းစင်မှုဆုံးရှုံးခြင်းကိုပြလာနေပြီးရာဗီရဲ့ဆွေးလုံလာတွေနဲ့ပေါင်းစပ်ပြီးနောက်ကြံရှိနေတဲ့တိုက်ခိုက်သူတွေကိုရစ်တန်းချမှတ်နိုင်ခဲ့ပါတယ်တစ်ဖက်မှာတော့ကာတစ်ဟာရဲစခန်းကိုသွားပြီးမိမိဟာတရားခံတွေကိုတတ်ခဲ့တဲ့ထီလူသားဆိုတဲ့သူဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်ကာတစ်ကိုယုံထုတ်ဖို့ယုံကိုခေါ်လာနေတော့မှတော့ကာတစ်တက်လိုက်လို့တည်သားတဲ့တရားခံရဲ့ဖခင်ဖြစ်သူဟာကာတစ်ကိုတနတ်နဲ့ပြစ်တက်ခဲ့ပါတယ်ရုပ်ရှင်အစုံမှာတော့ပါရီမာဟာသူမရဲ့ဘဝကိုဆက်လက်ရှင်သန်ဖို့ကြိုးပမ်းနေပေမဲ့သူမရဲ့စိတ်ဒဏ်ရာတွေကတော့ကြန့်ရှိနေသေးပါပဲ